မိတ်ဆွေတို့ဒီညမှာပြောပြသွားမယ့်ဇာတ်လမ်းကလူဆိုးတစ်ယောက်ရဲ့အကြမ်းဖက်မှုအကြောင်းမဟုတ်ပါဘူးအသက်3နှစ်သာရှိသေးရဲ့ကလေးမလေးတစ်ယောက်မိဘတွေရဲ့မျက်စိအောက်ကနေဘသူမှမသိရပဲထူးဆန်းစွာပျောက်ဆုံးသွားခဲ့တဲ့အလွန်ကြေကွဲဝယ်ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်ကလေးမလေးရဲ့နာမည်က Madeleine Beth McCann လို့ခေါ်ပါတယ်2009ခုနှစ်မေလအစပိုင်းပေါ်တူဂီနိုင်ငံက Praia da Las လို့ခေါ်တဲ့အေးချမ်းတိတ်ဆိတ်တဲ့ပင်လယ်ကမ်းခြေမြို့လေးကိုမိသားစုတစုအားလျက်မှာပျော်ရွှင်စွာဖြတ်တန်းဖို့ခရီးထွက်လာခဲ့ကြပါတယ်။ဖခင်ဖြစ်သူက Jerry McCann မိခင်ဖြစ်သူက Kate McCann နဲ့သူတို့မှာကလေး3ယောက်ရှိပါတယ်။ Madeleine မှာအကိုတစ်ယောက်နဲ့ညီမလေးတစ်ယောက်လည်းရှိပါတယ်။သူတို့မောင်နှမတွေဟာကမ်းခြေတွေမှာလွှဲပတ်ပြီးကစားနေတဲ့အပြစ်မဲ့ကလေးလေးတွေပါပဲ။အဲ့ဒီအချိန်ထိဘယ်သူမှမသိခဲ့ပါဘူး။ဒီခရီးကမိဘနှစ်ယောက်ရဲ့ဘဝတစ်လျှောက်မှာအကြီးမားဆုံးနောင်တဖြစ်လာမယ်ဆိုတာကိုအဲ့ဒီနေ့ညမှာ Jerry နဲ့ Kate McCann တို့ဟာတငယ်ချင်းတွေနဲ့အတူဟိုတယ်အနီးအနားကစားတောက်ဆိုင်မှာညစာစားဖို့သွားခဲ့ကြတယ်။ခလေးတွေကိုတော့ဟိုတယ်အခန်းထဲမှာပဲအိတ်နေခိုင်းထားပြီး10မိနစ်တခါပြန်ကြည့်မယ်။စားတောက်ဆိုင်လဲနီးနီးလေးပဲဘာမှမဖြစ်တော့ပါဘူးဆိုပြီးသူတို့လင်များနေရအခန်းထဲကနေထွက်လာခဲ့ကြပါရဲ့။ဒါပေမဲ့ဒီဆုံးဖက်ချက်လေးကနောက်ပိုင်းမှာသူတို့အတွက်ဘဝတစ်လျှောက်လုံးအတွက်ပြန်ပြင်လို့မရနိုင်တဲ့နာကျင်မှုကြီးဖြစ်လာမယ်ဆိုတာသူတို့မသိခဲ့ကြပါဘူး။ည10လာလီနီးပါးလောက်မှမိခင်ချစ်တဲ့ Kate McCann ကခလေးတွေကိုတတိယလာပြီးအခန်းထဲကိုပြန်လာကြည့်တယ်။တခါဖွင့်လိုက်ချိန်မှာအခန်းထဲကတိတ်ဆိတ်မှုကထူးဆန်းလွန်းသလိုခံစားလိုက်ရတယ်။အခန်းထဲမှာသူမသမီးMadeleine ကပြောင်းနေတယ်။အိယာဘေးလဲမှာသူ့ရဲ့အယုတ်ကလေးကိုပဲတွေ့ရှိရတယ်။အခန်းပတ်လည်မှာလိုက်ရှာကြည့်တော့လဲသူမကိုမတွေ့ဘူး။ပဒင်းပေါက်တစ်ချက်ဖွင့်နေတာကိုပဲတွေ့ရတယ်။အဲဒီနောက်မှာတော့ဟိုတယ်လုံးကျုံကြီးတွေနဲ့ရဲတွေကိုအကြောင်းကြားတယ်။မိနစ်အနည်းငယ်အကြာမှာပဲရဲတွေရောက်လာပြီးဟိုတယ်အခန်းတိုင်းကိုစစ်ကြတယ်။ညတညလုံးလဲလမ်းတိုင်းကမ်းခြေတိုင်းနဲ့ဘေးမှာရှိကြတဲ့ဟိုတယ်တိုင်းတွေကိုလည်းစစ်ဆေးရှာဖွေကြတယ်။ဒါပေမဲ့ဘာသေးလွန်စားမှမတွေ့ခဲ့ကြဘူး။အဲ့လိုနဲ့ Madeleine Beth McCann ဆိုတဲ့ကလေးမလေးကထူးဆန်းစွာဒီကဘာကြီးထဲကပျောက်ကွယ်သွားတယ်။ဒီသတင်းဟာကဘာတဝှမ်းကသတင်းတွေမှာလည်းပြန့်နှံ့သွားခဲ့တယ်။ Madeleine ရဲ့မျက်နှာပုံဟာလည်းရုပ်သံတွေသတင်းစာတွေအင်တာနက်စားတဲ့ကမ္ဘာတစ်ဝှမ်းကမီဒီယာတွေပေါ်မှာပြန့်နှံ့သွားခဲ့တယ်။ဒါပေမဲ့ဘာသေးလွန်စားမှမရခဲ့ကြဘူး။နောက်ပိုင်း15နှစ်အကြာမှာဂျာမနီလူမျိုးအမျိုးသားတယောက်ကိုတန်တရားရှိသူအထက်စုံစမ်းခဲ့ကြတယ်။ဒါပေမဲ့ယနေ့အထိ Madeleine Beth McCann ဆွဲကလေးမလေးရဲ့တဲလွန်စားကိုတော့ဘာတစ်ခုမှမရကြပါဘူးအဲ့လိုနဲ့ Madeleine McCann ဆိုတဲ့အမှုဟာအကြမ်းဖက်မှုခင်အမှုတစ်ခုလည်းမဟုတ်ပါဘူးမိခင်တယောက်ရဲ့မျက်ရည်ဖခင်တယောက်ရဲ့နောင်တတွေနဲ့ကဘာတဝှမ်းရဲ့မှုခင်းတွေထဲကမဖြေရှင်းနိုင်သေးတဲ့မေးခွန်းတစ်ခုအနေနဲ့ဒါယနေ့အထိ Madeleine Beth McCann ရဲ့ပျောက်ဆုံးမှုကိုလူတွေစိတ်ဝင်စားနေဆဲဖြစ်ပါတယ်Madeleine Beth McCann ကဖေးမာလဲသူမဘယ်ရောက်သွားတာလဲသူမကိုမျှော်နေတဲ့မိခင်တယောက်ကယနေ့ထိအိတ်မပျော်နိုင်ပဲစောင့်နေသေးတယ်လို့သိရပါတယ်